မင်္ဂလာပါအမဒီနေ့ sharing လုပ်ပေးသွားမှာကြတော့အမတို့ AutoCAD မှာ dimension တက်ပုံတန်လေးတွေကိုလေ့လာကြည့်အောင်နော်dimension တက်မယ်ဆိုတော့ AutoCAD မှာ dimension ကဒီ object တွေရဲ့အတိုင်းအတာတွေကိုသိလို့တဲ့အခါမျိုးတွေမှာသုံးတာပေါ့နော်object ရဲ့ပုံသဏ္ဍာန်အလိုက် dimension တက်တဲ့အမျိုးအစားတွေကလည်းကွဲပြားနိုင်နေပေါ့နော်အဲ့တော့ object ရဲ့ပုံသဏ္ဍာန်လိုက်ဆိုတာကအမတို့ကဒီ object တွေကဒီလို curve တွေပေါ့နော်အဝိုက်ကွေးတွေအဝိုင်းတွေပါခဲ့ရင်ဘယ်လို dimension မျိုးစားကိုသုံးမလဲထောင်ကျိုးတွေဆိုဘယ်လိုသုံးမလဲတကယ်လို့အဆောင်တွေဆိုဘယ်လိုသုံးမလဲသို့မဟုတ် horizontal vertical width တွေ length တွေတက်တဲ့အခါမျိုးတွေမှာဆိုရင်ဘယ်လိုသုံးမလဲထိုနည်းတူပဲအမတို့ကအထက်မြင့်နေနော်အထက်မြင့်နေဆိုရင်ဘယ်လိုသုံးမလဲပေါ့နော်အဲ့တော့ object ရဲ့ပုံသဏ္ဍာန်ပေါ်မူတည်ပြီးတော့အမတို့ dimension တက်တဲ့အမျိုးအစားလေးတွေကွဲပြားသွားမယ်နော်အဲ့ဒီမှာအမတို့အသုံးအများဆုံးဖြစ်တဲ့ဒီ dimension လေးတွေကိုအမကပြပြပေးသွားမှာဖြစ်တယ်နော်ကဲဆိုရင် dimension ကိုတက်ဖို့အတွက်အမတို့ဟာ loss ဘာလို့လဲဆိုရင် dimension 2 bar လေးတော့ copy ပို့လို့အပ်တယ်နော်အဲ့တော့ dimension 2 bar လေးခေါ်မယ်ဆိုတော့အမတို့ဒီခေါ်နည်းကကြိုက်တဲ့ 2 bar တစ်ခုပေါ်မှာ right click ထောက်ပါ dimension ခေါ်လိုက်နော်ပေါ်လာလိမ့်မယ်တကယ်လို့အဲ့လိုမသုံးချင်ဘူးဆိုအမတို့ဒီ tools တဲက2 bar တွေက AutoCAD ထဲက dimension နော်တကယ်လို့အဲ့လိုရေမှမသုံးချင်ဘူးဆိုလည်းအမတို့ ribbon နဲ့ကလည်းယူသုံးလို့ရတယ်ဒါပေမဲ့ကိုယ့်ရဲ့ဒီ file မှာ ribbon ခေါ်ထားဖို့လိုအပ်တယ်နော် ribbon enter နဲ့ခေါ်လိုက်ပါ home tab အောက်ထဲမှာရှိတဲ့ဒီ dimension ထဲမှာလည်းယူသုံးပေးလို့ရတယ်နော်တကယ်လို့ ribbon မှာကတော့ ရှုပ်လို့ပိတ်လိုက်တယ်လို့ဆိုနော် screen ကျက်လို့ ribbon close enter ဟုတ်ပြီကဲဆိုရင်အမကဒီ dimension 2 bar လေးကြာလာပြီပေါ့နော်ကြာလာတဲ့အခါမှာပထမအဆုံးအမတို့စလေ့လာမှာက linear dimension နော် linear dimension ကိုစသွားမယ်အဲ့တော့တကယ်တော့ dimension တက်တယ်ဆိုတာပထမအဆုံးเนาะဒီတက်နည်းအမျိုးတက်တဲ့ဘလို့ပုံစံကိုဘလို့ dimension မျိုးစားကိုသုံးမလဲတက်တာဒီ dimension 2 bar လေးတက်တယ်เนาะဒါပေမဲ့အဲ့တက်တဲ့တက်နည်းတွေဟာဒီပုံမှာမူတည်ပြီးသွားပြီး setting ပေါ့เนาะကိုပြင်ထားတဲ့ setting ရဲ့ပြင်ဆင်မှုအတိုင်းသူကတက်တာပေါ့เนาะမတော်ကဒီ setting ရဲ့ခံစားများမသိအောင်သေးဘူးပေါ့เนาะမသိအောင်သေးဆိုတော့ဒီ lesson မှာ sharing မလုပ်ရသေးဘူးပေါ့နော်အဲ့တော့အခုအမဒီ lesson မှာ sharing လုပ်ပေးသွားမှာတက်တဲ့ပုံစံမျိုး sharing လုပ်ပေးသွားမှာနော်အဲ့တော့ဘယ်လိုပုံစံဆိုရင်ဘယ်လိုပုံစံတက်မလဲပေါ့နော်ကဲအဲ့ဆိုရင်အမတို့ပထမဆုံးစပြီးတော့တက်မှာကြတော့ linear dimension နော်အဲ့တော့ linear dimension အခုတက်မဲ့ဒီ dimension တွေကအခုအမလုပ်ထားတဲ့နော်ကြိုပြုလုပ်ထားတဲ့ setting ကနေပြီးတော့ပြုလုပ်ထားတဲ့ဒီ dimension setting ကိုသုံးပြီးတော့တက်မှာပေါ့နော်အဲ့တော့ dimension setting ပြုလုပ်တာကြတော့အမတို့ဒီ dimension setting ပြုလုပ်တဲ့ sharing ကြရင်သိရမယ်ပေါ့နော်အဲ့တော့အခုအမကဒီ dimension style manager ကိုတော့ပြောသေးမှာမဟုတ်ဘူးနော်ကဲအဲ့ဆိုရင်ပထမဆုံးအနေနဲ့အမတို့ဒီမှာ linear ဘယ်လိုတက်တာလဲသူကနော် horizontal or vertical object မျိုးတွေကိုရေးတက်တာနော်ကိုယ့်ရဲ့ဒီ object က horizontal ရှိမယ် vertical ရှိမယ်ဒီလိုပုံစံမျိုးတွေကိုတက်တာနော်အဲ့အမတို့စတက်ကြည့်အောင် command ကိုယူလိုက်မယ်နော် linear dimension ကိုယူလိုက်မယ် linear dimension ကိုယူလိုက်တယ်ဆိုရင်လက်ထဲမှာ linear dimension လေးပါလာပြီဆိုတော့အမတို့ကတိလို့တယ်ဘာလို့လဲဒီအကျေအုံမှာသိချက်နဲ့တိလို့တဲ့အမှတ်နှစ်ခုကလေးချနော်အဲ့တော့အဲ့ဒီအမှတ်ကလေးပေါ်ဖို့အတွက်ကအမတို့ကအမှတ်မပေါ်ရင်လည်းအဆင်မပြေဘူးနော်ဘာလို့ထားရမလဲအမတို့ကြိုပြီးတော့ osnet ကိုလေ့လာထားဖို့လိုအပ်တယ်နော် osnet ပေါ်မှာ right click setting ထဲမှာရှိရဲ့အမတို့ဒီ end point နော် mid center current intersection ဒီလောက်ကတော့တောင်းပေးထားပေါ့နော်၅ခုလောက်ကတော့တောင်းပေးထားမယ် object နဲ့လေးကိုဖွင့်ထားပေးရမယ်နော်အဲ့တော့အခုအမက end point ကိုမဖြစ်မနေခေါ်တောင်းလိုက်ပါတယ်ဘာဖြစ်လို့ဆိုတော့ဒီ end နဲ့ဒီ end အဲ့နှစ်ခုရဲ့အကျေကိုသိချင်လို့တီလို့တော့အမှတ်နှစ်ခုပေါ်မှာကလေးချလိုက်တယ်ဆိုရင်ဒီအကျေဒီဘယ်လောက်ရှိလဲအမတို့9ပေနော်အဲ့ဆိုကလေးချလိုက်တဲ့အခါမှာအမတို့9ပေဆိုတာထွက်လာပြီနော်အဲ့တော့ object ပစ္စည်းနဲ့တူတူကတ်ထားမှာလားအဝေးမှာထားမှာလားကိုကြိုက်တဲ့နေရာမှာထောက်လိုက်ပေါ့နော်ရှင်းလင်းထောက်ပေါ့နော်လူနီးနီးဆိုရင်ရှုပ်တယ်လေအမတို့ဒီလောက်လားအရင်ဝေးတော့လည်းကြည့်မကောင်းဘူးနော်ကိုလိုက်ဖက်မဲ့ဟိုအစီပြေမဲ့အနာတစ်ခုမှကလေးချလိုက်တယ်အဲ့အမတို့ကဒါ9ပေဒါဆိုရင်အမတို့ linear dimension လေးကထွက်သွားပြီနော်ပြန်လို့ချင်း linear dimension ကိုယူတယ်အဲ့သူ့ရဲ့ဒီလိုပါပဲအမတို့က vertical တန်ဖိုးကိုသိချင်တယ်ဆိုရင်သိလို့တဲ့အမှတ်နှစ်ခုပေါ်ကိုကလေးချလိုက်တယ်ဟောဒါမျိုးလေးပေါ့နော်အဲ့လိုကလေးချတဲ့အခါမှာအမတို့ကခုနကလိုမျိုးပေါ့နော်ဒီနီးထားမယ်ဝေးထားမယ်ဆိုတာထက်အတိအကျပေါ့နော်ဒီ object ပစ္စည်းနဲ့ဒီ dimension တွေကိုဘယ်လောက်အကွာအဝေးမှာထားမလဲဆိုတော့အမတို့ကဘာလို့ရလဲတန်ဖိုးလေးကိုဒီမှာရိုက်ထည့်ပေးလို့ရတယ်နော်အဲ့အမဒီကနေဒီကိုနော်လက်မ20အကွာလောက်မှာထားမယ်20 under လို့ပြောရင်ဒီ object
dimension line နဲ့ object ပစ္စည်းနေရာဘယ်လောက်ကွာမလဲလက်မ20ကွာပါမယ်နော်ဒါမျိုးလေးလည်းထားပြီးလို့ရတယ်နော်ဟုတ်ပြီဒါကြတော့အမှတ်တစ်ခုကိုထောက်ပြီးတော့တိုင်းတာနော်အဲ့တော့အမှတ်နှစ်ခုကိုထောက်တိုင်းတာဖြစ်တဲ့အတွက်ကြောင့်အမတို့ကကြိုက်တဲ့အမှတ်တွေကိုသွားထောက်ပြီးနေရတယ်နော်အခုအမကဒီလိုလေးတက်ချင်နေနော်အဲ့တော့9ပေဆိုတော့သူ့ရဲ့တဝက်ဆိုဘယ်လောက်လဲအမကဈာမှတ်တွေအားစအကုန်တက်လို့ရတယ်နော်အမှတ်တစ်ခုကိုကလေးချမယ်ဒီလိုမျိုးလေးပေါ့နော်အတွင်းကိုထားမလားအပြင်ကိုထားမလားကလေးချလိုက်လို့ရတယ်နော်အဲ့တော့အမကဒီမှာအကွာဝေးတန်ဖို့24လက်မကွာမှာထားနေ24ပေါ့နော်ဒီထားလေးထည့်ပေးလို့ရတယ်အဲ့ဆိုအဲ့လို dimension လေးတက်တဲ့အခါမှာချို့ dimension တွေကဘာဖြစ်သွားလဲဆိုတော့ dimension line နဲ့ကိုမဆန့်လို့သူကဗာလဲအပြင်ကိုထွက်ပြီးထိုးပေးရတာမျိုးတွေတွေ့ရတယ်ပေါ့နော်9ပေကတော့ဆန့်ပြီးတော့3ပေခွဲဆိုတဲ့ဒီ dimension ကဘာဖြစ်လဲ dimension test က dimension line ရဲ့ပြင်ပကိုသူကထွက်သွားတယ်အဲ့လိုထွက်သွားတဲ့အခါမှာအမကအတွင်းလေးကိုပြန်ထည့်ခြင်းတယ်အဲ့လိုပြန်ထည့်ခြင်းအမတို့ဒီထဲမှာဘာလေးကိုပြောမလဲဆိုတော့ဒီ dimension 2ပါလေးမှာအနောက်ကရည်ရဲဆိုရင်အမတို့3ခုမြောက်ပေါ့နော် dimension edit ဆိုတာရှိတယ်နော်ယူလိုက်ပါ dimension edit ကိုsorry နှစ်ခုမြောက်နော် dimension test edit ကိုယူရမယ်နော် test edit ကိုယူပြီးအမတို့ကရွှေ့မဲ့ဒီ dimension တက်လေးပေါ်မှာကလေးချပြီးအမတို့ဒီအတွင်းထဲကိုပါလို့လေအစင်ပြေအောင်ကလေးချပြီးထည့်ပေးလိုက်မရဘူးလားရှာနော်ဟုတ်ပြီဒါကြောင့်လေ test ကိုရွှေ့လိုက်ခြင်းဖြစ်ပါတယ်နော်အဲ့ဆိုရင်ဒါကပါလေ linear dimension နောက်တစ်ခုက dimension တက်တဲ့အခါမှာအမတို့ကဒါအမှတ်နှစ်ခုကလေးချပြီးထောက်တာကိုကြိုက်တဲ့အမှတ်နှစ်ခုမှာထောက်လိုက်တဲ့အမှတ်ရဲ့ distance ကိုသူကပေါ်ပြရတယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနေတဲ့ဒီဝိတုပစ္စည်းတွေအားတဲ့နော်အခုဒီမှာဆိုရင်ဒီကနေဒီကိုဘယ်လောက်လဲဒါလည်း9ပေပဲနေမှာပေါ့နော်တူနေအောင်အမှတ်နှစ်ခုကိုကလေးထောက်ပြီးမတိုင်းချင်တော့နောက်တစ်ခုကကျတော့အမှတော့ဆက်လက်မှတ်ပြီးတိုင်းမယ်အဲ့လိုမျိုးကျတော့ linear dimension ကိုလိုက်တဲ့အချိန်ဒီမှာအမှတော့ဘာလုပ်ကလဲအမှတ်မထောက်ပဲ enter တစ်ချက်ခောက်ပေးရတယ် enter တစ်ချက်ခောက်ပြီးသွားပြီဆိုရင်သူက select object to dimension နော်တက်မဲ့ dimension တက်မဲ့ object ပစ္စည်းကို select ကောက်ပြီးပါတယ်ဒါ select မှတ်ပြီးတူပါနော်တက်လိုက်တာကလေးချလိုက်လည်းမရဘူးလားရှာတယ်နော်အဲ့ဆိုရင်အမတို့ dimension တက်တဲ့အခါမှာအမှတ်တစ်ခုကိုထောက်ပြီးတက်မလား object ပစ္စည်းကို select မှတ်ပြီးတက်မလားအခြေအနေနှစ်မျိုးနဲ့တက်ပြီးလို့ရှာတယ်နော်ဒါတစ်မျိုးပေါ့အဲ့လိုဘယ်ရောက်ပိုကောင်းလဲပေါ့နော်အဲ့တော့အမကတော့ဘယ်ရောက်ပိုကောင်းလဲဆိုတော့အမှတ်တစ်ခုကိုကလေးချပြီးတက်တာဈာမှတ်တရားစားအကုန်တက်လို့ရတော့ပိုကောင်းတယ်ပေါ့နော် select မှတ်ပြီးတိုးတိုင်းနေဆိုတာကဒီ object ပစ္စည်းကဒီအလျားတစ်ခုဆိုတစ်ခုလုံးပဲသူကရသွားတာဒီဈာမှတ်တွေမှာတော့တက်ခွင့်တိုင်းလို့မရဘူးပေါ့နော်အဲ့တော့အမှတ်တစ်ခုကိုကလေးချပြီးတက်တာပို့ပြီးတော့အဆင်ပြေပါတယ်နော်ကဲနောက်တစ်ခုကခါလေးကြရင်မတို့ကဒီ dimension test တွေကိုမတို့ကဒီ9ပေဆိုတဲ့နေရာမှာကွက်ကိုစာမျိုးစာနဲ့ test တွေနဲ့ရေးပြီးတော့ပေါ်ပြတာမျိုးရှိတယ်နော်အဲ့ဒါအမတို့ကဒီ9ပေဆိုတာကိုအမကဒီနေရာမှာစာလေးတစ်ခုရေးချက်တယ်ပေါ့နော်9ပေကိုအမတို့ကစာနဲ့ပေါ်ပြတာမျိုးပေါ့နော်အဲ့ဒါအမကပေါ်ပြမယ်ပေါ့နော်စာရေးပြီးပေါ်ပြမယ်အဲ့ဆိုရင်ဘယ်လိုသုံးရလဲဆိုတော့ဒီ linear နဲ့ပဲသုံးပေးလို့ရတယ်နော်ကဲသုံးကြည့်အောင် linear dimension ကိုမတို့ယူလိုက်ပါတယ်နော်ကဲယူပြီးသွားပြီဆိုအမကဘာလုပ်မလဲဆိုတော့ဒီ downline ကလေးကိုတိုင်းမယ်ပေါ့နော်တိုင်းမယ်ဆိုအမတို့ကဘာလုပ်မလဲဆိုတော့တက်လို့တဲ့ဒီ dimension နှစ်ခုအမှတ်နှစ်ခုကလေးချပြီးသုံးနော်ကလေးချလိုက်တယ်ကလေးချလိုက်တဲ့အခြေအနေမှာအမတို့ကဒီ9ပေဆွဲနေရမှာအမကဘာလုပ်မှာလဲစာနဲ့ရေးပြီးတော့ပေါ်ပြချင်တာအဲ့တော့သူကဒီပထမဒီမှာနော်ခွင်းစကွေပေချင်းမှာ m test ဆိုတဲ့စာလေးတွေ့ရတယ်နော်အဲ့နေရာမှာ m enter လို့ထည့်ပေးရမယ် m enter နော်အဲ့တော့မတို့ဒီ9ပေနေရာမှာကိုပေါ်ပြလို့တဲ့စာလေးကိုရေးပြပေးလို့ရတာပေါ့အဲ့အမ9ပေကို bus page နဲ့ sorry delete နဲ့ဖြတ်လိုက်ပေါ့နော်ဖြတ်ပြီးအမဒီနေရာမှာ9ပေကိုစာရေးပြီးတော့ပေါ်ပြချင်တာလားပေါ်ပြပေးလို့ရတယ်နော်အမကနော်9ပေကိုဒီလိုမျိုးလေးပေါ်ပြမယ်ပဲဆိုပါစို့နော် SEVEN ဒါစာရေးပေါ်ပြတာပေါ့နော်ဒါတော့အဲ့လိုမျိုးလေးတက်ချင်တဲ့သဘောရှိရင်လည်းတက်ပေါ့နော်7 feet ဝင်သဘောက okay လို့ပြောရင်အမတို့ဒီနေရာလေးမှာစာလေးနဲ့ပေါ်ပြပေးသွားတာကိုကြည့်ရတယ်နော်ဟုတ်ပြီဒါဆိုရင်ဒါ linear ကိုတက်ပုံချနေဖြစ်ပါတယ်နော် linear dimension ပေါ့နော်ကဲဒါဆို linear dimension သိသွားပြီဆိုနောက်တစ်ခုကဘာသုံးလဲ align dimension align ဆိုတာကသူကစောင်းမြင်းနေတက်တာနော်ဒီမြင်းစောင်းရဲ့ length ပေါ့ line length ကိုသူကပေါ်ပြတဲ့အခါမှာသုံးတယ်နော်တက်ကြည့်အောင်သူ့ကိုသုံးမယ်ဆိုအမတို့ကဒီ linear ကိုသုံးတော့ဘူးနော်ဒီ line length ကိုသူကသိစင်တာ incline length တန်ဖို့သူကသိစင်တာအဲ့ဆိုရင်သုံးပုံသုံးလေးရတော့ linear နဲ့တော့ဆင်တယ်တက်ပုံတင်နေနော် select မှတ်တိုင်းလားအမှတ်တစ်ခုကို place ချထောက်တိုင်းလား align ကိုယူလိုက်တီလို့တော့အမှတ်တစ်ခုပေါ်မှာအမကလေးချလိုက်တယ်နော်ကလေးချလိုက်တယ်ဆိုတာဖြစ်သွားလေဒါဒီအမတို့ဆွဲထားတာ9 base တစ်လက်မှာဒါမျိုးပေါ့နော်အဲ့ဒါ line length ကိုသူကသိစေနိုင်တယ်ဒါမှမဟုတ်လေခုနကလိုပါပဲဈာမှတ်တွေတိုင်းလားဈာမှတ်တွေတိုင်းစေလို့ဆိုလေဈာမှတ်တွေမှာလို့ပေါ်ပြပေးလို့ရှာတယ်နော်အမှတ်တစ်ခုကိုကလေးချလိုက်နော်
မျိုးလေးကြောက်ပြီးထား align dimension နော်နောက်တစ်ခုက align dimension ကိုနောက်တစ်ခုကဒီ x coordinate y coordinate နည်းနဲ့တက်ပြီးလို့ရတယ်နော် sorry ဒီ line sound တွေကိုပြောတာနော် line sound တွေကိုမတို့ဘာလုပ်မလဲဆိုတော့ linear dimension သုံးပြီးတော့လည်း x coordinate y coordinate ပုံစံကိုတက်ပြပေးလို့လေရှာ line မသုံးဘူးနော်မြင်ရတော့အဆောင်ပဲဒါပေမဲ့အဆောင်ကိုအမကခုနကပြောတာကဟို linear ဒီ horizontal ကို vertical ပဲတက်လို့ရတယ်ဆိုပေမဲ့လို့အဆောင်တွေကျတော့သူကဘယ်လိုဖော်ပြလဲ x coordinate y coordinate တွေကိုသူကဖော်ပြတယ်တက်ကြည့်အောင်နော်သုံးမဲ့ဆိုရင် linear ကိုယူလိုက်တယ်တိလို့တော့အမှတ်နှစ်ခုကိုကလေးချလိုက်တယ်ကလေးချပြီးအမ h dimension ကိုသိချင်တာလားအလျာ h coordinate တန်မို့ဒါဆိုလက်ကို h အတိုင်း direction ကိုဒီလိုလေးအလျာပုံစံလေးပေါ့ dimension ပုံကိုကြည့်လိုက်အလျာပုံလေးဆွဲပေးလိုက်နော် direction ပြပေးလိုက်ပေါ့ဒီလိုထောင်လိုက်ပုံလေးဆိုလက်ကဒီလိုထောင်လိုက်ပုံလေးပြပြီနော်လက်ပုံမူတည်ပြီးတော့လက်ရဲ့ direction ပုံမူတည်ပြီးတော့ h coordinate y coordinate ကိုမှပေါ်ပြပြီးလို့ရှာတယ်အဲ့အမက h coordinate ဒါဆိုရင်ပို့ပြီး9လမ်းမှာဒါမျိုးပေါ့နော်ယူလိုက်မယ် linear ကိုပဲပြန်ယူနော်ဒီလိုတော့အမှတ်နှစ်ခုပေါ်ကလေးချလိုက်မယ်ချပြီးအမကထောင်လိုက်ဆိုရင်ထောင်လိုက်လေးကလေးချလိုက်နော်စာပေါ်တက်သွားရင်မတို့တရားလေးနဲ့ပဲရွှေ့ပေးလိုက်မယ်သူ့ရဲ့ဒီအဆောင်လမ်းနဲ့မတူဘူးနော်အဆောင်လမ်းက line length ကကြတော့ align နဲ့တိုင်းရတယ် line လိုက်မယ်အမှတ်တစ်ခုကိုကလေးချပြီးဒါကြောင့်သူ့အဆောင်လမ်းကိုမလို့ပေါ်ပြခြင်းဖြစ်ပါတယ်ဒါဆိုရင် linear နဲ့ align ရဲ့သုံးပုံသုံးနည်းကိုသိပြီနောက်တစ်ခုကကြတော့အမတို့ angular dimension เนาะဒါလေးပေါ့ angular တရားလေးเนาะ angular dimension ကဘယ်လိုမှသုံးတာလဲထောင့်လေးပေါ့เนาะထောင့်လေးကိုဖော်ပြခြင်းတဲ့အခါမျိုးတွေမှာသုံးပါတယ်เนาะထောင့် degree ကိုဖော်ပြတာပေါ့ဒါဆိုရင်စသုံးမယ်ဆိုရင် angular dimension ကိုယူလိုက်တယ်เนาะအဲ့တော့အမတို့ကဒီ line တစ်ခုရဲ့ဒီထောင်ကျိုးပေါ့เนาะဒီ line ရဲ့ဒီ line လေးရဲ့အတွင်းထောက်ကိုအမတို့ကသိချင်တယ်ပေါ့เนาะအဲ့တော့အတွင်းထောက်လေးကိုသိချင်တယ်ဆိုအမတို့ကသိလို့တယ်ထောင်ဖြစ်နေတဲ့ line နှစ် line ပေါ့เนาะဒီ line နှစ် line ဖြစ်နေတဲ့ဒီထောင်ကျိုးလေးဖော်ပြချင်တာပေါ့เนาะအဲ့ line line ပေါ်မှာအမတို့က select တူလိုက်တယ် select ပြပြီးသွားပြီဆိုရင်ကိုတင့်တော်တဲ့နေရာလေးမှာ click ချလိုက်ပေါ့ဒီလိုအတွင်းလေးကိုဝင်ချင်တာလားဒါမှမဟုတ်အပြင်လေးမှာစာထုတ်ချင်တာလားเนาะဒါမျိုးလေးပေါ့တင့်တော်တဲ့နေရာလေးမှာအမတို့က click ချပေးလိုက်ပါเนาะတကယ်လို့ဒါကြီးကအပြင်ရောက်သွားတယ်ဆိုအမတို့ပြဿနာမဟုတ် dimension test လေးနဲ့ဒီအတွင်းလေးကိုပို့လို့ရတယ်ဒါကြောင့်ထားပြီး45ဖြစ်ခဲ့တယ်เนาะကဲဒါကကျတော့ line line ရှိလို့တက်တဲ့ပုံစံပေါ့တကယ်လို့တစ်ခါလေကြာရင် object ပစ္စည်းကထောင်ကျိုးက line line နဲ့ရှိခဲ့တယ်ပဲဆိုပါစို့เนาะเนาะအဲ့တော့နှစ် line ရှိတော့နှစ် line ကို select မှတ်ပြီးတော့ angular နဲ့တက်တယ်เนาะတစ် line နဲ့ရှိခဲ့ရင်အကူမြင့်မပါတော့ဘူးပေါ့ပြောမယ်ဆိုဒီအကူမြင့်အတူလေးမပါတော့ဘူးเนาะအဲ့ဒါမျိုးဆိုအမတို့ဘယ်လိုတက်လဲကြည့်ရအောင်เนาะ angular ကိုယူလိုက်တယ်အဲ့ဒါမျိုးကျတော့ enter မှတ်ပြီးတော့ကြာရတယ် enter တစ်ချက်ခေါက်လိုက်เนาะပြီးထောင်းဖြစ်ချင်တာအမကဒီအတွင်းထောက်လေးကိုပဲသိချင်တာဟုတ်အဲ့ဒါအတွင်းထောက်လေးရဲ့အမှတ်တစ်ခုပေါ်မှာထောင်တိုင်းမဲ့အမှတ်ပေါ့နော်ကလေးချလိုက်ပြီးရင်အဲ့ဒီအမတို့ဒီ object ပစ္စည်း line ရဲ့ဒီအခုတိုင်းထားတဲ့ခုနကကလေးချတဲ့အမှတ်နဲ့တဲ့တဲ့အမှတ်ကိုသွားရမယ်နော်တဲ့တဲ့အမှတ်ဆိုတော့ဒီကလည်းတဲ့တာပဲဒီကလည်းတဲ့တာပဲနော်ချော်ပြီးတော့ auto off ပြီးသွားပြလို့ရအောင်နော်အဲ့တော့တဲ့တဲ့အမှတ်တစ်ခုမှကလေးချကြပြီဒါဆိုရင်အမတို့ကဘာလုပ်မလဲဆိုတော့နော်အမပြောတာမှားပါနော်ပြန်ပြောပြမယ် angular ကိုယူလိုက်ပါတယ် enter ခောက်တယ် enter ခောက်ပြီးသွားပြီဆိုရင်အမတို့ကနော်specify angle pattern ဟုတ်တယ်တိုင်းမဲ့ဒီ dimension နော်အတွင်းထောက်ပေါ့အတွင်းထောက်တိုင်းမဲ့ဒီအမှတ်တစ်ခုမှကလေးချတယ်ပြီးရင်သူနဲ့တဲ့တဲ့အမှတ်တစ်ခုမှကလေးချတယ်ဟုတ်တယ်နော်ပြီးတော့မှအမတို့ကဒီဘက်ထောက်ဆယ်ကိုတိုင်းမလားအတွင်းကိုတိုင်းမလားထောက်ဆယ်တိုင်းမယ်ဆိုပါစို့နော်ဒီ290ဘက်ဒီလိုမျိုးတိုင်းစလားလားထောက်ဆယ်အမဒီလိုတိုင်းမယ်နော်ဒီဘက်ကတော့ဒါထောက်ဆယ်မယ်ဆိုပါစို့အဲ့ဒါဆိုရင် auto လေးတော့ on ထားပြီးလိုတဲ့ဘက်ကိုဒါရှင်းပြကလေးချဒါမျိုးလေးပေါ့နော်အဲ့ဒါကကြတော့အတွင်းထောက်မပါဘဲနဲ့အကူမြင်မပါဘဲနဲ့တိုင်းနေပြီပေါ့နော်ဒါကဘာလဲ angular dimension ဟုတ်ပြီနော်အဲ့တော့ angular dimension သိပါပြီနောက်တစ်ခုဆက်လိုက်လာရအောင် ordinate dimension နော် ordinate dimension ကဘယ်လိုနေရာမှာသုံးလဲဆိုရင်သူကအမတို့အထက်မြင့်နေပေါ့နော်အထက်မြင့်နေမှာကိုသုံးလို့ကောင်းတယ်ပေါ့နော်အမတို့အစာအုပ်တစ်ခုရှိမယ်ပေါ့နော်ဆိုပါစို့အမကဒါကိုအထက်မြင့်ပဲရည်ရွယ်ကြပါစို့ပဲနော်ခန်းတွဲတွေပေါ့နော်ဒီလိုမျိုးတွေပေါ့ကဲ6လွှာလောက်ရှိတယ်ပဲနော်6လွှာများပါ4လွှာလောက်ရှိပဲဆိုပါစို့နော်အဲ့ဒါဒီလိုမျိုးကအထက်မြင့်က4လွှာဒီလိုမျိုးကကြတော့အကျယ်ကကြတော့4ခန်းရှိတယ်ပေါ့နော်အဲ့ဒါမတို့ဒါအထက်မြင့်ပေါ့အဲ့ဒါသူ့ရဲ့ဒီအစာအုပ်တစ်ခုရဲ့နော်မတို့အကျယ်ဒီ height တွေကိုမလုပ်ချင်တာလေမဒီကောင်အောင်ပူပါနော်အမြင့်ပေတွေကိုတိုင်းချင်တာ level လိုက်ပေါ်ပြတိုင်းချင်တာအဲ့ဆို ordinate dimension ကိုသုံးပေးဖို့လိုအပ်တယ်နော်
သုံးကြည့်ရအောင်မတို့က online dimension ကိုသုံးမယ်ဆိုရင်ဥပမာခုဒီလိုပုံမျိုးပဲထားပါတော့ဒါအစာအုပ်တစ်ခုရဲ့အနောက်ဘက်ပဲဆိုပါစို့เนาะ back view လေးပေါ့အဲ့တော့ဒီစာအုပ်က3လွှာရှိရယ်3လွှာကနေသူဒီအောက်ခြေကနေဒီ plane ကဘယ်လောက်ရှိလဲเนาะနောက်တစ်ခုကဒီပထမလွှာဒီကိုသူကဘယ်လောက်မြင့်ပဲရှိလဲအဲ့တော့အဲ့ဒီပထမလွှာဒီကိုဒီအောက်ခြေမြေကြီးကနေဘယ်လောက် second floor ဒီကိုအောက်ခြေမြေကြီးကနေပဲ second floor ဒီကိုဘယ်လောက်third floor ဒီကိုအောက်ခြေမြေကြီးရပဲလားသူကဘေးကနေတိုင်းတာလေအမှတ်တစ်ခုကနေပြီးတော့လှမ်းပြီးတော့သူကအထက်မြင့်တွေကိုပေါင်းပြီးတော့တက်သွားတဲ့ပုံစံပေါ့နော်အမှတ်တစ်ခုကနေ base လုပ်ပြီးတော့အထက်မြင့်အစာအုပ်တွေရဲ့အမြင့်ပေတွေကို level လိုက်ပေါင်းပြီးတော့ပေါ်ပြတဲ့အခါမျိုးမှာ ordinate dimension ကိုသုံးပါတယ်အဲဆိုအမတို့ဒီအမှတ်တစ်ခုကို base လုပ်ပြီးလို့လိုအပ်တာပေါ့နော်အဲ့တော့အမှတ်တစ်ခုကို base လုပ်ပြီးသုံးဖို့အတွက်အမကဘာလုပ်မလဲဆိုတော့ဒါဒီ ground level ပါဆိုတဲ့သဘောမျိုးပြချင်တော့ဒီမြေကြီးရှိတဲ့ဒီ level လေးမှာအမက user coordinate system ကိုထားပြီးလို့လိုတယ် user coordinate system က x0y0z0 ရှိတဲ့နေရာပေါ့နော်အဲ့ဒါကိုဘယ်လိုကတ်မလဲကြည့်မယ် command bar မှာ ucs enter လို့ပြောပြီးနော် user coordinate system မို့လို့ ucs enter ucs enter လို့ပြောသွားပြီဆိုရင်ဘာလုပ်မလဲဆိုရင်အမတို့ကတော့ပါလဲဆိုရင်အမတို့ကနော်ဒီပေါ့ x0y0z0 ရှိမှာဒီနေရာလေးမို့အမဒီနေရာလေးကို click ချလိုက်နော်ဒီနေရာလေးနော်00လေးမှာ click ချပြီး enter လေးတစ်ချက်ခောက်ပေးလိုက်မယ်ရှာပြီနော်ဒါဆိုအမတို့ကဒီအမှတ်ကို base လုပ်မယ်ပေါ့ x0y0z0 ရှိတဲ့အမှတ်ကနေဒီထက်မြင့်မျိုးလှမ်းတိုင်းမယ်ဆိုတဲ့သဘောမျိုးကိုပေါ်ပြခြင်းဖြစ်တယ်နော်ဒီလိုအမှတ်တစ်ခုကို base လုပ်ပြီးသွားပြီဆိုရင်သုံးပုံသုံးပြရကြတော့အမတို့ဒီထဲမှာ ordinate က၄ခုမြောက်နေမှာရှိနော် ordinate dimension ကိုဒီလိုက်တယ် base လုပ်မဲ့ဒီအမှတ်ပေါ်မှာအမတို့က click ချလိုက်တယ် click ချပွားဆိုအမတို့လက်ကဒီ horizontal ဆိုရင်ဒါဒီစာအုပ်ရဲ့ height ကိုတိုင်းမယ်အမြင့်ပေစီနော်တကယ်လို့ vertical ဆိုရင်အမတို့ကဒီစာအုပ်ရဲ့မော်ဒီပေါ့နော်ဒီအခန်းဖွင့်ရဲ့အကျယ်ပေါ့နော်ဒါတော့တလွှာတဲ့နော်ဒီလိုအကန့်တက်ကန့်နေရှိလို့ပေါ့နော်ခုနဒီလိုပုံမျိုးတွေဆိုရင်တော့အကန့်တွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့အမတို့ကနော်ဒီလိုမျိုး base လုပ်နော်ဒီလိုမျိုး base လုပ်ပါနော် base လုပ်ချင်တဲ့ပုံစံတိုင်းအမက click ချလိုက်နော်အခု height ကိုတိုင်းဆိုတော့ height တိုင်းကိုအမက click ချလိုက်တယ်ရှာပြီနော်ရပါပြီဆိုရင်အမတို့ကဒီ ordinate ကိုပြန်ယူတိုင်းရမယ်နော် ordinate ကိုထပ်ယူလိုက်ထပ်ယူသားဆိုအမကဒီနေရာလေးကို click ချကြည့် click ချလိုက်တဲ့အခါမှာဒါဒီအမတို့ဘယ်တိုင်းတာလဲ0 level ကနေပြီးတော့ဒီမှာတပီခွဲနော်ဟုတ်တယ်လေဒီ play ကတပီခွဲရှိတယ်နော်အဲ့တော့ဒါလေးညီလေးထားပြီနော်ဒီမျိုးလေးပေါ့ဒီလိုကြီးဆိုမလှအောင်နော်ဒီလိုကြီးဆိုလည်းမလှအောင်0လေးနဲ့ညီအောင်အစင်ပြအောင်သိတော်မယ့်နေရာလေးမှာထားပြီးလိုက်နော် click ချနော်ဟုတ်ပြီအမထပ်ပြီးတော့ယူသွားရတယ်အဲ့ click ချလိုက်တဲ့အခါမှာဒီစာအုပ်ဒီကြီးဆိုဘယ်လောက်လဲသူပေါင်းသွားတာပေါ့နော်ပြေးကြီးကနေ73ပေခွဲဒါဆိုရင်ဒုတိယလွှာဒီဆိုရင်15ပေခွဲဟိုဒီအပေါ်ဆုံးလွှာဒီဆိုမှတော့ဘယ်လောက်လဲထားပါတော့38ပေခွဲရန်ထားမျိုးပေါ့နော်အဲ့ဒါသူတင်ကြီးလေးပေါ့အဲ့ဒါသူကဒီကနေဒီကို plane တပေခွဲဒီ0ကနေပဲဒီကိုလှမ်းတိုင်းရင်3ပေခွဲဒီစာအုပ်3လွှာလုံးဒီအစအဆုံး0ကနေတိုင်းတဲ့အခါမြင့်ပေ38ပေခွဲမှသူရှိရပေါ့နော်အဲ့တော့ဒါဒီအထက်မြင့်ရဲ့အမြင့်ပေတွေကိုလည်းလိုက်တိုင်းတယ်အဲ့လိုပဲကျမတို့ကဒီမှာလည်းအကျယ်တစ်ခုရှိမယ်ဆိုတော့နော်အကျယ်ကိုတိုင်းပြမယ်တိုင်းမဲ့ဆိုလည်းအဲ့လိုပါပဲ UCS လေးကိုကျမတို့ ground level သတ်မှတ်ပေးဖို့လိုတယ် UCS enter နော် comment နေရာလေးမှာ click ချတယ် enter လုပ်တယ်အဒီနေရာလေးက base လုပ်မယ့်နေရာလို့သိရမယ် A0Y0Z0 ရှိသောနေရာဖြစ်တယ်ကဲတက်မဲ့ပုံစံကကြတော့ ordinate dimension ကိုယူမယ်နော် base လုပ်မဲ့အမှတ်မှာ click ချတယ်ငါကခုနအမြင့်ပေတိုင်းဝိုင်းဒီကအကျယ်ကိုတိုင်းမယ်အဲ့အကျယ်ဆိုတော့အောက်ကလေးကို click ချလိုက်တယ်အဲ့မလို့ဆက်ယူပါမယ်နော် click ချဒါဆိုဒီအကျယ်ဒီ0ကနေဆိုဒီအခန်းဖွင့်ရ9ပေကျယ်တယ်နောက်တစ်ခါထပ်တိုင်းရင်14ပေကျယ်တယ်နော်နောက်ထပ် enter လေးနေပဲယူပါနော် ordinate ကို enter ဆိုလဲဒါတူတူပဲ repeatless command မယ်နော်ဒါဆိုဒီစာအုပ်ဒီ5ခန်းရှိရတဲ့အတွက်ကြောင့်တစ်ခန်းကို9ပေအကျယ်ရှိရဆို5ခန်းဆိုတော့9ငါးလေး35 3လောက်ပါပြီပေါ့နော်ဒီကနေပေါင်းပြီးတော့တက်သွားတယ်နော်ဒီလိုအမြင့်တိုင်းခြင်းလေဆိုမှတော့ဒါ0ပေါ့ဒီလေးထပ်ပြလိုက်ပေါ့အဲ့ဒီလိုအမတို့ကဒီလိုမှန်းချခြင်းပေါ့နော်ခါကြရင်ဘယ်လိုပဲမှန်းချကြမညီလို့တိတ်တက်လေးနဲ့ညီလေးလို့ခြင်းလို့ဆိုရင်အမကဒီလိုတင့်တော်တဲ့နေရာမှာမချဘဲနဲ့ဒီကနေဒီကိုဘလောက်กว่าလဲပေါ့နော်အဲ့အမကဆိုပါဆိုကွာ9ပြီလောက်กว่าမယ်ဆို9ပြီအဲ့သူ့ရဲ့အကွာပေါ့နော်အဲ့အမကဒီမှာကလေးလေးချလိုက်9ပြီလို့ထလိုက်တာသူ့ရဲ့ဒီ dimension လေးနဲ့ညီသွားတာပေါ့နော်အဲ့ဒါမှမဟုတ်လေကိုလက်ကိုအဆင်ပြေအောင်တို့ညီအောင်ထည့်လိုက်ရတယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့တင်တက်လေးပြခြင်းနေဆိုရင်တော့ dimension line နဲ့ object နဲ့အကွာကိုယူမှာလို့ဒီလိုထည့်ပြီးလို့ရှာ28နော်အဲ့ဒါဒါကပါလေ ordinate dimension ကိုသုံးခြင်းဖြစ်ပါတယ်နော်နောက်တစ်ခုဆက်လေးလာအောင် quick dimension
ရှင်အားကြတော့ဘလို့ပုံမျိုးတွေအတွက်ဆိုရင်ပို့ပြီးတော့တင်တော်လဲဆိုရင်မတို့ဒီ archi plan တွေအတွက်ဆိုပို့ပြီးတင်တော်တယ်နော် mechanical drawing တွေအတွက်ကြတော့တိတ်ပြီးတော့အဆင်မပြေလာဘူး mechanical ပုံတွေကကြတော့ဒီအတိုင်းပဲနော်သူကပုံစံမျိုးမျိုးတွေနဲ့ဖွဲ့စည်းထားတာနော်အကွေတွေပါမယ် mechanical စက်ပစ္စည်းတွေမှာနော်အဝိုင်းတွေပါမယ်အဖြောင့်တွေပါမယ်တဘောအဲ့ဒါတွေကိုမတို့ကတခါတည်း quick ဆိုတော့အမြန်တက်ဖို့အတွက်ကအဆင်မပြေနိုင်ဘူးသူကဘလို့ပုံမျိုးလဲဆိုရင် archi plan တွေအတွက်ဆိုရင်ပို့ပြီးတင်တော်တယ်နော်အဲ့တော့ archi plan တွေဆိုတော့ဘာတွေတက်တာလဲတနည်းအားဖြင့်ခန်းပွင့်တွေရဲ့အကျယ်တွေအမြင့်လမ်းတွေ width တွေ height တွေတက်တာပေါ့နော်ဒီနေရာ dimension သုံးတဲ့ပုံစံမျိုးလို့ပေါ့အဲ့တော့သုံးကြည့်အောင်နော်မတို့ဒါဆို quick dimension ကိုဦးစွာယူလိုက်တယ်နော်ဒီဟာလေးနော်ယူပြီးသားဆိုအမတို့ကဒီအခန်းပွင့်ကိုအမကနော်ဟိုပေါ့ဒီ A ကနေ ED နှစ်ခန်းနဲ့တစ်ခန်းနှစ်ခန်းသုံးခန်းလေးခန်းအဲ့လေးခန်းအမြင်တက်မယ်ဒါဆိုအမတို့ဒီ grade လေးတွေကို select ကောက်လိုက်နော်ဟုတ်လားနော် grade လေးတွေကို select ကောက်လိုက်တယ် enter ကလေးချလိုက်တယ်ဒါမျိုးပေါ့အမကခုနလိုတစ်ခုချင်းလိုက်မထောက်တော့ဘူးနော်ကိုမြင်လာမှာပေါ့ဒီမှာလည်းအဲ့လိုပဲပေါ့အမကဒီနေရာကိုအမြင်တက်ချင်နေပြီဆိုပါမယ်နော်သူရဲ့ဒီအခြေအနေမှာသိချင်တယ်အဲဆိုရင် quick dimension ကိုယူလိုက်ပါတယ်နော်ဒီလိုလေဒီ dimension လေးကိုမှဒီဖြတ်ကောက်လိုက်နော် enter ကလေးချလိုက်အောင်ဒါမျိုးဆိုရင်အမြင်တက်သွားတာပေါ့နော်ဒီလိုကိုယ့်ရဲ့ဒီအခန်းဝင်ရမတူလဲရရနော်မတူဆိုလည်းမတူလို့ပေါ့ဒီအခန်းထဲလေးပိုကျင်သွားတယ်ပဲဆိုပါမယ်မတူတော့လည်းမတူဘူးပေါ့အဲဆိုရင် quick dimension ကိုယူလိုက်မယ်ဒါမဲ့ဒီကောင်လေးကို select ကောက်တယ် enter ကလေးချဒါမျိုးပေါ့နော်အဲ့ဒါက quick dimension ဖြစ်ပါတယ်အဲ့တော့ baseline dimension ကဘာနဲ့ဆင်လဲဆိုတော့အမတို့ခုနက alternate dimension နဲ့ဆင်တယ်နော်ဒီကဒီအထက်မြင့်တက်တဲ့ပုံစံမျိုးနဲ့ဆင်တယ်တွားကြတော့ဘယ်လိုလဲဆိုတော့ dimension တွေကိုချိတ်ဆက်ပြီးလမ်းတိုင်းတာပေါ့နော်လမ်းချိတ်ပြီးတိုင်းတဲ့ပုံစံပေါ့ဘယ်လိုချိတ်တိုင်းလဲကြည့်ရအောင်နော်ဒီပုံလေးနဲ့ပဲမှာပြလိုက်မယ်ကဲအဲ့ဒါဆိုရင်သူကြတော့နော်ဟိုပေါ့ခုနကတက်တဲ့မတို့ alternate dimension နဲ့ကွဲပြားသွားတာကစပြီးတိုင်းမဲ့နေရာမှာ base ပေါ့နော် base mark ကသူက base mark တဲ့အခါမှာသူကဒီကောင်လိုမျိုး a0 y0 z0 ကိုမတို့မှတ်တော့သူကအခန်းတစ်ခုရဲ့အမြင့်ကိုတက်ချင်တယ်အမြင့်တိုင်း linear dimension လေးနဲ့အရင်တက်ပြရတယ်။ ဆိုတော့ dimension ဥစွာတစ်ခုတက်ပြရတယ်။အကျယ်ကိုတိုင်းမယ်ဆိုအကျယ်တိုင်း linear dimension နဲ့အရင်တက်ပြီးလို့ရတယ်။အဲ့နေရာလေးကွာတယ်ပေါ့နော်။အမတို့ဒီ alternate မှာတော့ကျတော့ UCS ကပ်ပြီးတော့မှာအဲ့ဒါဆိုစပြီးတော့အမြင့်ပေတစ်ခုကိုတက်မယ်ဆိုမှက linear dimension လေးနဲ့အမှတ်နှစ်ခုကိုကလေးချပြီးတိုင်းနော်။ဆက်လက်မှတ်ပြီးတိုင်းပါလေ။ base ကိုတောင်းလိုက်တော့မှဒီမျိုးလေးတက်လိုက်တယ်။အဲ့ဒါဒီအခန်းဖွင့်က9ပေ။အဲ့ဒါမှဆက်တိုင်းမယ်ဆိုရင် baseline ကိုယူလိုက်။အဲ့ baseline ကိုလိုက်တာနဲ့ तू ကအဲ့ဒီ base စတာလိုက်တဲ့ဒီအောက်ခြေအမှတ်ကနေ तू ကစပြီးတော့ base ကိုယူလဲပေါ့နော်အမကတကယ်လို့မေဒီနေရာလေးမှာသွားချလိုက်တယ်ဆိုရင်ဒါ10ပေခွဲအမနှစ်ခန်းမောင်းဆိုတော့နှစ်ခန်းထိပဲအများဆိုရင်14ပေကလေးလေးချပါလိမ့်မယ်နော်တက်မဲ့နေရာလေးမှာကလေးချတက်မဲ့နေရာလေးမှာကလေးချဒီလားပြီး enter နှစ်ချက်ခောက်အဲ့တော့ဗာလေ9ပေ28ပေဒါနဲ့တူတူပါပဲနော်သွားကြတော့ဒီလိုပုံစံမျိုးနဲ့အစစ်စစ် level line လေးနဲ့ပြလိုက်တယ်သွားကြောင့်ချိတ်ပြီးတိုင်းတဲ့ပုံလေးကွာနော်ဒီလိုပဲသူ့ရဲ့ဒီအခြေအနေမှာသိချင်တယ်အဲ့လိုသိချင်တဲ့ထုံနည်းတူပဲ linear dimension နဲ့အကျယ်တစ်ခုအမှတော့ဥစွာအရင်တက်ထားပြီးလို့အပ်တယ်နော်အမှတ်တစ်ခုကလေးချတိုင်းနော်ပြီး base ကိုအမှတို့ယူလိုက်တယ်ဒါစတိုင်းလို့ဆိုရင်ကလေးချတယ်နှခမ်းဆိုရင်14ပြီအမှလို့ကြော်တိုင်းလိုက်ရနော်ဘာတူတော့၄ခန်းပေါင်းအောက်ဒီလိုမျိုးလေးပေါ့နော်မကြော်ဘူးဆိုလဲမကြော်ဘူးပေါ့ဒါမျိုးလေးရှင်းပါမယ်နော် enter နှစ်ချက်ခောက်ပြီးဆိုရင် comment ထုတ်ပါနော်အဲ့ဆိုဒီ dimension တွေက baseline dimension သုံးတဲ့အခါမှာကြည့်ပါဦးနော်ဒီ dimension တွေကအရန်ကြီးကိုတစ်ခုတစ်ခုခြားအရန်ကွာဟနေရပေါ့နော်အဲ့အမတို့ဒါဒီ dimension line လေးတွေမှာညှိလို့ရတယ်အဲ့ဒါမျိုးကြတော့အမဘာနဲ့ညှိမလဲဆိုဒီထဲမှာဘာရှိလဲဆိုရင် baseline dimension ဆိုတာရှိတယ်sorry dimension space ဆိုတာရှိနော်ယူလိုက်ညှိမှာသူရဲ့9ပေ14ပေ21ပေ28ပေ35ပေ enter နော်ဒါဒီခုတစ်ခုစားအရန်ဝေးသလိုဖြစ်နေရပေါ့နော်အဲ့ဒါဆိုအမကသူတပီလောက်ပဲခွာလိုက်မယ်ဆိုရင် trail လို့ပြောလိုက်တယ်အဲ့ဆိုရင်နည်းလေးပိုကြည့်ကောင်းသွားတာပေါ့နော်ဒီခုကြားနေပါတယ်အဲ့တော့ဒါကပါလေအမတို့ dimension space နဲ့ပြင်ပြီးတော့ baseline dimension ရဲ့အကွာဝေးခြားတွေကိုညှိခြင်းဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုခက်စင်စင်လေးကပါလဲဆိုတော့အမတို့ continue dimension ဆက်လက်လာအောင်နော် dimension ကလည်းအဲ့လိုအထက်မြင့်မျိုးပဲရေးတတ်တာပါပဲเนาะတော်နည်းနည်းစင်တူရိုးမတွေတော့နည်းနည်းရှိရပါတော့ပုံစံဒါပေမဲ့တက်ပုံတက်နည်းတက်သွားတဲ့ပုံစံလေးတော့ပွားတယ်ပေါ့နော်အဲ့တော့ကြည့်ကြည့်အောင်အဲ့တော့ continue dimension ကိုလည်းအမကသူ့ကိုလည်း base သတ်မှတ်ဖို့အတွက်ကဘာနဲ့သုံးထားမလဲเนาะကိုတက်ချင်တဲ့အမြင့်ဆိုအမြင့်အကျယ်ဆိုအကျယ်တိုင်းပဲ linear dimension နဲ့ baseline လိုပဲအရင်ထိုးထားပြီးဖို့လိုအပ်တယ်เนาะကဲအဲ့လိုလေထိုးပြီးသားပြီဆိုရင်အမတို့ဘာသုံးလဲဆိုတော့
ဥစွာ dimension တစ်ခုကိုအရင်ထိုးထားရေးချက်ပေးထားအဲ့ရေးချက်ထားတဲ့ dimension ကနေပြီးတော့ဘာလို့မှလဲအတိုင်းတာပြီးဆက်ပြီးတော့တက်သွားမှာနော် continue ဆိုဆက်ပြီးတက်သွားတာအဲ့တော့သုံးကြည့်အောင်နော်ဒါလေးလားမသိဘူးဒါလေးနော် continue ကိုယူလိုက်ကြလားအဲ့တော့ဘာဖြစ်သွားသူကကွဲပြားဆက်က base တုံးကဒီနော်ဒီ0ကနေ sorry ဒီ stack ကနေသူကချိန်သွားတာနော်သူကကျတော့မဟုတ်ဘူး dimension တက်လိုက်တဲ့ dimension နောက်ဆုံးမှတ်ကနေစားကြည့်ဒါ0ဖြစ်သွားတယ်လားနော်အမကဒီနေရာမှာရက်လိုက်ရင်ဒါ14ပေဖြစ်သွားမယ်ဒီလိုဒီမှာရက်လိုက်ရင်ဒါ9ပေဒါမျိုးပေါ့အမကကြော်ရက်လိုက်ရင်ဒါ9 14ပေနှစ်ခန်းပါအဲ့လိုမျိုးတက်တာနော်ဒီ enter နှစ်ချက်လိုက်တယ်အဲ့လိုပဲဒီဟာကိုတက်မယ်ဆိုလည်းအကျေတစ်ခုကိုမလုပ်ထားမယ်ဒီနေရာ dimension လေးနဲ့အရင်ထိုးပေးထားဖို့လိုပါတယ်နော်လုပ်ပြီးသားပြီဆိုရင်အမက continue dimension လိုက်တယ်ဒီလားဒီနော်ဒီ step 0ကနေစအောင်နော်9ပေနောက်ဆုံးရတဲ့ dimension ကနေဆက်တက်သွားတာဆက်တက်သွားတယ်ကလေးချနော်အမမှားသွားနော်ကလေးချမှားသွားခဲ့ရင် un ရှိရနော် un နော်အဲ့တော့အမတို့ဒီလေးပေါ်လာနော် comment ထွက်ချင်နော် enter နှစ်ချက်နဲ့ထွက်ပြရအောင်အဲ့ဒါပါလေ continue dimension နောက်တစ်ခု radius တဲ့ diameter ပေါ့နော်ဒါတွေကတော့တည်ရတာပဲအမတို့ y ကွေးတွေပေါ့နော် y ကွေးဆိုတာကသူAutoCAD မှာအဝိုင်းကြီးဆိုရင် cycle ပေါ့နော် cycle ရဲ့ radius တွေ diameter တွေတည်သုံးတာပေါ့သုံးပုံသုံးရထားလေးပေါ့နော်ဒီလေ radius dimension ယူလိုက်နော်ယူသားတော့မတော့ select ပြလိုက်တယ်ကလေးချလိုက်တာလေ radius ဆိုတာအချင်းဝက်တူမျိုးပေါ့ကွာဒါ၄ပေနှစ်မှဟိုဆွဲထားတာ哦100လက်မှsorry 50လက်မှဆွဲထားတာနော်ဒါဆိုရင်အမတို့ဒီမှာ diameter ဆိုလဲထိုးနေကြည့်ပါပဲ diameter ယူလိုက်တယ် select ကလိုက်တယ်အတွင်းလားအပြင်လားကိုလိုလဲနေရာမှာကလေးချdiameter ကျတော့သူကဟိုဘက်ဒီဘက်နှစ်ဖက်အပြည့်ပါတော့နော်ဒီလေးပေါ်ပြလို့ရ diameter ဆို diameter စာနေနဲ့ radius ဆိုရင်ပုံစံလေးနဲ့နော်အဲ့တော့ဒါဆိုရင်အခုပြပြပေးသွားတာကဒီပေါ့နော်တက်များဆုံး dimension လေးတွေပေါ့နှုတ်ထုတ်ပြီးတော့ပြပြပေးသွားခြင်းဖြစ်ပါတယ်နော်အဲ့တော့မတို့ဒါလေးတွေကိုလိုအပ်ရင်ပြန်ပြီးတော့ private ပြန်ကြည့်ပေးနိုင်ပါတယ်နော်ကျေးဇူးပါ